ကျွန်တော်တို့အရင်နောက်ဆုံး lesson ကတော့နော်နံပါတ်18ဖြစ်ပါတယ်အခုကျွန်တော်တို့ကဘယ်သွားမလဲဆိုတော့18အထိကတော့ကျွန်တော်တို့ကျိုး3ချောင်းပြီးတဲ့ဖြစ်တဲ့ဒီပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်အခု၄ကျိုး2ကျိုးကိုကျွန်တော်တို့ကစပါမယ်၄ကျိုး2ကျိုးစတဲ့အချိန်မှာဘာဖြစ်မလဲဆိုတော့ note 1 4လုံးတိုးလာပါလေเนาะအဲ့မှာကြည့်လို့ရှိရင်เนาะ G open A1 B2 C3 ပေါ့เนาะအားလုံး note 1 4လုံးဆိုတော့ဒီ G major scale မှာကြည့်လို့ရှိရင်အားလုံး note 19လုံးပါမယ်အဲ19လုံးကိုကျွန်တော်တို့ကကျက်မှတ်ထားပြီးတော့ပြီးဖို့လိုပါတယ်အဲဒီတော့အဲ့ဒါဆိုရင်တော့ကျိုးစုံသွားပြီအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်1 sharp G major เนาะ G ကနေစမယ်ပေါ့เนาะအဲ့တော့နံပါတ်20ကိုကြည့်ပါဘာလို့ဆက်ကြည့်မယ်ဒီမှာကျိုးလေးချောင်း G open A1 B2 C3 B open B1 F2 C3 A open B1 C2 ဒီ C2 ကအနောက်ဆုတ်ပြရမယ် D3 B open F1 G2 နောက်ဆုတ်ပြရမယ် B4 နော်အဲဆိုရင်အတန်တက်မယ်အထူးသဖြင့်1 sharp တီးတဲ့အချိန်မှာ F1 G2 ဆုတ်ပြရ B1 C2 ဆုတ်ပြရနော်ဆိုတော့ G major ကျိုးလေးကြောင်းဆုံးအတွက်ဒါတဲ့သွားပြီပေါ့နော်နားထောင်ကြည့်ပါထုတ်ပြရမယ်ကျိုးလေးကြောင့်စလုံးစုံသွားပြီဆိုရင်တော့ဒါဆိုတော့ခြေကလေးတော့ပြသွားပြီဖြစ်ပါတယ်အဲတော့ G major scale ဆုံးမယ်ကျွန်တော်တို့ကကြောင်းညာချင်းစီနဲ့တာတီတက်အောင်များလေးချင်းပြီးရင်တော့တော်တော်လေးတော့ရသွားမှာပေါ့နော်နံပါတ်20သွားပြီးလို့ရှိရင်တော့ကျွန်တော်တို့နံပါတ်21ကိုဆက်သွားမယ်အဲ့မှာတွေ့ရမယ် scale exercise ပေါ့နော်အဲ့တော့ဒီ note 19လုံးစလုံးပါပြီးတော့တောင်ကိုတက်အောင်တီးပြီးလို့ပါတယ်အစင်လိုက်တက်သွားမယ်အစင်လိုက်ပြန်ဆင်းသွားပါမယ်